ready made ငါတက်တာဘူးလေးတဘူးနဲ့အိမ်ကျက်မုံဟင်းကကောင်းကောင်းလေးချက်စားဖြစ်ပါတယ်ငါတက်တာဘူးနဲ့ချက်တာဆိုပေမဲ့အရသာကတော့ရောင်းနှမ်းမုံဟင်းကားတွေထက်ကိုပိုပြီးစားလို့ကောင်းပါတယ်အကုန်ကြလဲတက်တာချက်ရတာလဲလွယ်တာမို့ချက်စားကြည့်ပါရှင်ကလပ်ပဲပြုတ်ထားတာကိုကြေသွားအောင်လို့ဆက်နဲ့ကြိတ်ထားပါတယ်ကလပ်ပဲကတော့15ချက်သားလောက်ရှိပါတယ်ကြက်ဥ8လုံးကိုလည်းပြုတ်ထားပါတယ်မုံဟင်းကားဘက်6ကိုအရင်ဆုံးရေစိမ်ထားပါတယ်မုံဟင်းကားချက်ဖို့အတွက်425 gram ရှိတဲ့ငါးတက်တာဘူးတစ်ဘူးကိုသုံးပါတယ်ငါးတက်တာဘူးကိုပကံနဲ့ဖောက်ထည့်ပြီးတော့အလဲရိုးတွေဖဲထုတ်ပြီးတော့အသားလေးတွေပဲယူပါတယ်ငါးတက်တာကအယိုးနူးပြီးသားဆိုတော့အယိုးမဖယ်ဘဲနဲ့အကုန်လုံးရောချက်လို့လည်းရပါတယ်ဖဲ့ယူထားတဲ့အသားလေးတွေကိုဇွန်းနဲ့ခြေလိုက်ပါတယ်စီတက်ဖို့အတွက်အိုးလေးတင်ပါတယ်စီပူလာလို့ရှိရင်တော့ဂျင်းနဲ့ကြက်သွန်ဖြူအနှစ်ကိုထည့်စီတက်ပါတယ်မွေးလာပြီဆိုလို့ရှိရင်တော့စနွင်းမုတ်လေးထည့်လိုက်ပါတယ်ငရုတ်သီးအယောင်တင်မှုတ်ထည့်ပါတယ်အစိမ်းနဲ့လေးပျောက်သွားအောင်လို့နည်းနည်းလေးမှွေပြီးတာနဲ့ခုနကနှွှင်ထားတဲ့ငါးတက်တာတွေထည့်ပြီးစီတက်လိုက်ပါတယ်အခုလိုအနေထားလေးဖြစ်သွားပြီဆိုရင်တော့ပကံနဲ့လှည့်ထားလိုက်ပါတယ်ခုနကငါးမှွေထားတဲ့အိုးလေးကိုပဲပြန်သုံးပါမယ်ငါးတက်တာဘူးတွေကအရည်တွေရဲ့အယိုးနဲ့ရောနေတဲ့အနှစ်တွေကိုစကားလေးနဲ့စစ်ချလိုက်ပါတယ်တကယ်လို့ဒီစင်တွေကအလုံးရှုပ်တယ်လို့ထင်လို့ရှိရင်ခုနကငါးမှွေတွေကတခါတည်းအကုန်လုံးရောမှွေလိုက်လို့လည်းရပါတယ်ရှင်ငါတက်တာဘူးတွေကအနှစ်ရည်တွေကိုလည်းနည်းနည်းလေးခန်းသွားအောင်လို့အိုးလေးနဲ့ထည့်မှွေပါတယ်ရေတော်တော်လေးခန်းသွားတဲ့အနေထားလောက်ဆိုရင်ရပါပြီရင်နွေးအိုးလေးဆူလာပြီဆိုရင်တော့ခုနကရေစိမ်ထားတဲ့မုတ်ဖက်6တွေကိုထည့်ပြုတ်လိုက်ပါတယ်ဒီတစ်ခါမုတ်ဖက်6လေးတွေကအမြင့်သေးသေးလေးတွေဆိုတော့အကြာကြီးပြုတ်စရာမလိုပါဘူးမုတ်ဖက်လေးထည့်ပြီးတော့2မိနစ်လောက်ပြုတ်လိုက်ရင်ကိုရပါပြီမုတ်ဖက်ကိုရေအေးနဲ့3ကောက်လောက်ပြန်ဆေးချလိုက်ပါတယ်မုတ်ဖက်ကိုရေစစ်ပြီးတာနဲ့ဒီတိုင်းထားလိုက်မယ်ဆိုရင်မုတ်ဖက်တွေကတစ်ခုနဲ့တစ်ခုကပ်ပြီးတော့လုံးလုံးထွေးထွေးကြီးတွေဖြစ်သွားတတ်ပါတယ်အဲ့ဒါကြောင့်မလို့မုတ်ဖက်ကိုရေစစ်ပြီးတာနဲ့အခုလိုမျိုးလေးဘန်းလေးတစ်ခုထဲမှာတစ်ခါပြင်စာလေးတွေခွဲပြီးတော့ပုံထားပေးတာကပိုအဆင်ပြေပါတယ်။မွေးမုံဟင်းကားဟင်းရင်မှုတ်ကိုထမင်းစားစွန်းနဲ့လေးစွန်းမောက်မောက်ထည့်ပါတယ်။ပြီးရင်တော့ပွာလာအောင်လို့ရေနဲ့ဖြော်ထားလိုက်ပါတယ်။အခုမုံဟင်းကားဟင်းရင်စားချက်ဖို့အတွက်အိုးထဲကိုအရင်ဆုံးရေ2လီတာထည့်ပါတယ်ကလပ်ပဲကြိတ်ထားတဲ့အနှစ်ကိုထမင်းစားစွန်းနဲ့9စွန်းမောက်မောက်ထည့်ပါတယ်ကလပ်ပဲတွေရေနဲ့ပျော်သွားအောင်လို့မှွေပေးပါတယ်ပြီးရင်တော့ခုနကစီတက်ထားတဲ့ငါးတက်တာတွေထည့်လိုက်ပါတယ်ငါးတက်တာဘူးတွေကအရည်တွေကိုနည်းနည်းလေးချအောင်လုပ်ထားတာလည်းထည့်လိုက်ပါတယ်ဇပလင်2ချောင်းကိုအယိုးကိုထုပြီးတော့ထည့်ပါတယ်ဇပလင်ကိုစီတက်ကလေးကညံ့အောင်ထောင်းပြီးတော့ထည့်စီတက်လို့လည်းရပါတယ်ထညက်ခဲ3လုံးလောက်ကိုရေလေးတေချဆေးပြီးတော့ထည့်ပါတယ်ကြက်သွန်နဲ့ဥလေးတွေလည်းထည့်လိုက်ပါတယ်ပြီးရင်တော့ကြက်သွန်နီကြော်ထည့်ပါတယ်ကြက်သွန်အဖြူကြော်လည်းထည့်ပါတယ်ဒီကြက်သွန်အဖြူကြော်အနီကြော်တွေကမကြရင်လည်းမထည့်လို့ရပါတယ်ကျမကတော့အနံလေးပိုမွှေးအောင်လို့ရဲ့အရသာလေးပိုချူအောင်လို့ထည့်တာပါပြီးရင်တော့အိုးဘဲဥလုပ်ဖို့အတွက်ကြက်ဥပြုတ်အလုံးလိုက်လေးတွေတစ်ခါတည်းထည့်လိုက်ပါတယ်ဒီမှာတော့အိုးကြက်ဥပေါ့နော်ငါးမြာရည်ကိုဒီမှွေတဲ့ဇွန်းကြီးနဲ့3စွန်းထည့်ပါတယ်စားနဲ့ငယ်ထည့်ပါတယ်ဒါရှိငါအမှုတ်ထည့်ပါတယ်မဝင်းငါချက်မယ်ဆိုလို့ရှိရင်ကြက်သားမှုတ်အချိုမှုတ်တို့သုံးပြီးချက်တာထက်အခုလိုမျိုးဒါရှိငါမှုတ်လေးနဲ့ချက်လို့ရှိရင်ပိုစားလို့ကောင်းပါတယ်ပြီးရင်တော့အဖုံးလေးပိတ်ပြီးတော့ဟင်းရည်အိုးလေးတည်လိုက်ပါတယ်ဟင်းရည်အိုးလေးဆူလာပြီဆိုတာနဲ့အဖုံးလေးဖွင့်ပြီးတော့မှွေပေးပါတယ်ခုနကရေနဲ့ဖြော်ထားတဲ့မွေးမုံဟင်းကဟင်းရည်မှုန့်တွေကိုလည်းထည့်လိုက်ပါတယ်မုံဟင်းကဟင်းရည်မှုန့်တွေထည့်ပြီးပြီဆိုရင်တော့အောက်မှာကတ်ကုန်မှာဆိုလို့တောက်လျှောက်မှွေပေးရပါတယ်န
နည်းနည်းလေးမှုပြီးတာနဲ့ကြက်ဥပြုတ်လှီးတာလေးတွေထည့်လိုက်ပါတယ်ပြီးရင်တော့အောက်ကမကန့်အောင်လို့တေချာလေးပြန်မှုပေးပါတယ်ငရုတ်ကောင်းမုတ်ထည့်ပါတယ်ငှက်ပြောဥကတော့မရှိလို့မထည့်တော့ပါဘူးရှင်မုံဟင်းကားလို့ပြောလိုက်ရင်မကြိုက်တဲ့သူမရှိသလောက်နဲလိမ့်မယ်လို့ထင်ပါတယ်အရသာကလည်းရှိစားလို့လည်းကောင်းတယ်မြမရိုးရအစားစားလေးမို့လူတိုင်းကြိုက်မှသိကြပါတယ်ကြက်တုံဦးလေးတွေနိုးသွားအောင်လို့အဖုံးလေးပိတ်ပြီးတော့ပြန်တည်ပေးပါတယ်ခဏလောက်ကြာရင်အဖုံးဖွင့်ပြီးအောင်မှွေပေးပါတယ်အခုဆိုရင်ကြက်တုံဦးလေးတွေကနိုးတလောက်ရှိသွားပါပြီမဝင်းကားဟင်းရဲ့မှုန့်လေးတွေကလည်းပွာလာပါပြီဟင်းရဲ့နံလေးကတော့တော်တော်လေးကိုမှုေးနေပါတယ်ကလဘဲလေးနဲ့ချက်တာဆိုတော့ကလဘဲကချိုတဲ့အတွက်ဟင်းခတ်မှုန့်တွေအများကြီးသုံးစရာမလိုတော့ပါဘူးဟင်းရဲ့အိုးလေးနာနာလေးပွက်အောင်လို့ခဏထားလိုက်ပါတယ်မုံဟင်းကားဟင်းရဲ့အိုးကတော့ကြာကြာလေးတည်ထားနိုင်လေအနှစ်တွေကြာပြီးတော့ပိုစားကောင်းလေပါပဲအရသာမီးကြီးလို့ကိုယ်စိတ်ကြအနေတော့ဖြစ်ပြီးဆိုရင်တော့နောက်ဆုံးမှာကြက်ဥနှလုံးခောက်ထားတာကိုထည့်ပါတယ်ကြက်ဥအမြင်လေးတွေဖြစ်အောင်လို့ခပ်ဖြည်းဖြည်းချင်းနဲ့တအိုးလုံးနှံ့အောင်လို့ဝိုက်ပြီးတော့ထည့်ပေးပါတယ်ကြက်ဥတွေထည့်ပြီးချင်းမမွေသေးဘဲနဲ့ခဏလောက်ထားလိုက်ပါတယ်ပြီးတော့မှဇွန်းလင်းနဲ့အသားရလေးမှွေပေးပါတယ်ရှင်အခုလိုကြက်ဥအမြင်လေးတွေကတော့မကြရင်လည်းမထည့်လို့ရပါတယ်ကျမကတော့အခုလိုအမြင်လေးတွေရောကြက်ဥပြုတ်အဖက်လေးတွေနဲ့ရောနှမျိုးလုံးနဲ့စားခြင်းလို့ထည့်တာပါဟင်းရီကတော့ပြစ်ပြစ်ကြီးဆိုလဲစားလို့မကောင်းပါဘူးအခုလိုမပြစ်မကျဲအနေထားလေးကအတော်ပါပဲရှင်မဝင်းကားချက်နီးတွေကတော့အမျိုးမျိုးရှိတာပေါ့နော်ဒီနီးလေးကတော့ကျမရဲ့မမေချက်ကျွေးနေကြနီးလေးပါရှင်မမေတို့ကတော့ငကြင်းတို့ငခူတို့ကိုမှွေပြီးတော့မှချက်တာပေါ့နော်ကျမတော့ဒီမှာငါးတက်တာဘူးလေးနဲ့ချက်ပြလာတာပါတကယ်လို့ငါးလက်လက်ဆက်ဆက်ကိုမှွေပြီးတော့ချက်နိုင်မယ်ဆိုရင်တော့ပိုစားကောင်းတာပေါ့နော်ဒါပေမဲ့ငါးမှွေနေဖို့လည်းချိန်မရှိဘူးမုံဟင်းကားလည်းအရန်ကိုစားကျင်နေဆိုရင်တော့ဒီလိုလေးချက်စားကြည့်ပါရှင်အခုဆိုအနံ့လေးကအရန်မွေးနေပြီးတော့စားကျင်စရာကောင်းတဲ့အိမ်ချက်မုံဟင်းကားလေးရသွားပါပြီရှင်မုံဟင်းကားဆိုရင်ကပဲကြော်လေးပါတော့မှစားလို့ကောင်းတာပါကျမကတော့အပြင်ကဝယ်ထားတဲ့ပဲကြော်ကိုပျော့မသွားအောင်လို့ဒီလိုမျိုးလေလုံးနဲ့ဘူးလေးတွေထည့်ပြီးတော့တိမ့်ပါတယ်မုံဟင်းကားပွဲလေးပြင်มาတော့မယ်ငရုတ်သီးမုတ်လေးနည်းနည်းထည့်ပါတယ်တံမြသီးစိတ်လေးတစ်စိမ့်ညှက်ထည့်လိုက်ပါတယ်အိုးကျက်ဥလေးတစ်ချမ်းထည့်လိုက်ပါတယ်ပြီးရင်တော့အပေါ်ကနေမုံဟင်းကားဟင်းရည်ပူပူလေးဆန်းလိုက်ပါတယ်ရှင်အင်ဂျယ်လေးဆိုတော့အချိုမှုတ်တွေငမ်းမြရည်တွေအများကြီးမသုံးတာလို့စိတ်ချလက်ချစားလို့ရပါတယ်ရှင်အားလုံးနှံ့သွားအောင်မှွေပြီးတော့စားပါတော့မယ်ရှင်အနံ့လေးကတော့တရေရိုစရာကောင်းလာအောင်ကိုမှွေနေပါတယ်အခုလိုကုန်စည်နှုန်းတွေကြီးမြင့်နေတဲ့ကာလမျိုးမှာအပြင်မှာဝယ်စားရတာကဘလို့မှမတန်တော့ပါဘူးရှင်အဲဒါကြောင့်မုံဝင်းကားစားခြင်းလည်းအိမ်မှာရှိတာလေးနဲ့ပဲအခုလိုချက်စားကြည့်ပါရှင်အကုန်ကြနေနဲ့တကယ်ကိုစားကောင်းတဲ့မုံဝင်းကားလေးရမှာပါရှင်အိမ်ချက်မုံဝင်းကားလေးစားကြပါအောင်ရှင်အရသာကလည်းတကယ်ကိုရှယ်ပါပဲဆိုင်ကရောင်းတဲ့မုံဝင်းကားတွေထက်အများကြီးပိုပြီးစားလို့ကောင်းပါတယ်ပူပူဆက်ဆက်မွမွေးလေးနဲ့စားလိုက်လို့ရှိရင်တခါတည်းပွင့်ထွက်သွားတယ်လို့ပါပဲတလုံစားပြီးရနဲ့မရက်ချင်လောက်အောင်ကိုတရက်ဆက်စားကျင်နေပါတယ်ရှင်အခုလိုမျိုးအကုန်ကြနေနဲ့မုံဟင်းကကောင်းကောင်းလေးချက်စားကြည့်ပါရှင်အခုလိုမျိုးလွယ်ကူရိုးရှင်းနဲ့အိမ်မှာပဲအလွယ်တကူချက်လို့ရတဲ့ဟင်းချက်နည်းလေးတွေဇက်တိုက်တင်ပေးနေတဲ့ကျမရဲ့ Pure Home Cooking Channel လေးကိုလည်း Like and Subscribe လေးလုပ်ပြီးအားပေးခဲ့ပါအောင်ရှင်ဘေးနားက notification လောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်နော်အခုလိုအစားကနေဆုံးထိအချိန်ပေးပြီးကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်